ကိုဝင်ရနိုင်ဖို့အတွက်အမျိုးသမီးတစ်ယောက်ဟာလှုပ်ဝက်စွာနဲ့နီလန်းလေးတွေသုံးနေပါတယ်ပြီးတဲ့နောက်ရေမွေးဆွဆွဲဆောင်မှုရှိတဲ့ဖက်နှက်အနီရောင်ကိုစီးပြီးအိယာပေါ်မှာခင်မွန်းသည်ပြန်လာမဲ့အချိန်ကိုစောင့်နေပါတယ်ရုတ်တရက်တကားပဲတန်ကြားလိုက်ရလို့အမြန်သွားဖွင့်လိုက်တော့ဘေးအိမ်ကတက်ကြီးရွယ်ကိုအိမ်နီးချင်းဖြစ်နေပါတယ်အဲ့ဒီအိမ်နီးချင်းကအဆောက်အုံရဲ့အစည်းအဝေးတစ်ခုအတွက်အောက်ဆင်းဖို့လာပြောတာပါဒါနဲ့ပဲသူလည်းတခြားရွေးချယ်စရာမရှိတော့ပဲအဝတ်စားတွေကိုပြန်လဲလိုက်ရပါတယ်ခင်မွန်းဒီပြန်ရောက်လာတဲ့အခါမှာတော့အဲ့ဒီဖက်နှက်အနီရောင်တွေကိုတွေ့သွားပါတယ်သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုကတော့သူ့ဇနီးတွေဖောက်ပြန်နေတယ်လို့ထင်လိုက်တာပါပဲခင်မွန်းဒီကစပွဲပေါ်မှာသူ့ဇနီးရဲ့လက်ကိုဖိကင်ထားပြီးစပွဲအောက်ကနေဖက်နှက်တွေကိုထုတ်ပြလိုက်ပါတယ်သူမကရှင်းပြဖို့ကြိုးစားပေမဲ့သူကဘာကိုမှနားမထောင်ပါဘူးသူကသူ့ဇနီးကိုစက်တိုက်ဆိုသလိုအပြစ်ပေးပါတော့တယ်သူမကိုငိုရှိုက်နေတဲ့အထိရိုက်နှက်ပြီးတဲ့နောက်မှာတော့ဝိုင်းတစ်ခွက်ကိုယူပြီးအခန်းထဲကနေထွက်သွားပါတယ်ဇနီးတဲ့ရဲ့နာမည်ကရှောင်းမေပါသူခင်ပွန်းကအရက်တောက်တာကိုအယမ်းဝါဒနာပါပြီးအစိုးရရုံးမှာဂုံတိတ်ခါရှိတဲ့အလုပ်တစ်ခုလုပ်ကင်သူဖြစ်ပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါအစားအသောက်ထဲမှာတဲစစ်လေးတစတွေ့တာနဲ့တင်သူ့ဇနီးကိုအနိုင်ကျင့်တတ်ပါတယ်သူ့ရဲ့ဒေါသတွေကိုရှောင်းမေးကိုပုံချတတ်ပြီးအိမ်နီးချင်းတွေကလည်းဒါကိုမြင်နေကြဖြစ်နေပါပြီနောက်တစ်နေ့မှာအရက်ပြေသွားတဲ့အခါသူကသူ့ဇနီးကိုမြင်ရင်ချက်ချင်းပဲတောင်းပန်ပါတယ်အမျိုးမျိုးကြိမ်ဆိုပြီးဂရိပေးတတ်ပါတယ်ရှောင်းမေကအလွန်တရာအပြစ်ကင်းစင်သူပါတနေ့ကဘလောက်ပဲပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ပါစေတောင်းပန်လိုက်တာနဲ့တင်သူမကခွင့်လွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီတိုင်းဆက်သွားလို့မဖြစ်တော့ပါဘူးသူခင်ပွန်းအရက်ဖြတ်နိုင်ဖို့အတွက်ရှောင်းမေတယောက်ဆေးဆိုင်မှာအရက်ဖြတ်ဆေးတွေကိုဝယ်လိုက်ပါတယ်ဆေးတွေကိုအမှုန့်ဖြစ်အောင်ထောင်းပြီးအစားတောက်ထဲမှာရောမွေလိုက်ပါတယ်ရှောင်းမေတယောက်သူခင်ပွန်းအရက်ဖြတ်ပြီးရင်ပျော်ရွှင်ရမယ့်ဘဝကိုတွေးပြီးပျော်ရွှင်စွာနဲ့ဟင်းချက်နေပါတော့တယ်